ချသွားတဲ့ခဏကြိုးစားရုံကမှယုံကြည်တာတွေတနေ့တော့ဖြစ်မယ်ရှုံးနေခြင်းမှာကောင်းကောင်းရင်သာအသားကြလို့မနေနဲ့လူတချို့ရဲ့စကားသမျှနဲ့ကောင်းစားလို့နေမလားကိုယုံကြည်ရရှိဆက်လက်မယ်နေဝင်ချိန်တွေကိုလုံးပြီးဘယ်အရာမှလွယ်နဲ့အောင်မြင်ဖို့တော့မတွေးလိုက်နဲ့ရှင်တန်နေထိုင်ခြင်းရဲ့ဒိဗ်ပဲစွန့်စားမှုရှိမှာပဲအချိန်တွေတိုင်းနေရတိုင်းအမှန်တရားအတွက်အသက်ဆက်မယ်ခိုင်မာတဲ့စိတ်ဓာတ်လေးပြိုရိုင်းနေမသွားဘူးပဲလို့တဲ့စိတ်ဓာတ်ကြနေလားမနဲ့တင်များစွာအားအစဉ်ပြေနိုင်အောင်ကြိုးစားရမယ်လဲချခိုင်မှာမိန်မောရင်သာအိတ်စလို့မနေနဲ့ရှောက်တဲ့လမ်းတွေကဝေးလွန်ခဲ့ပြီလားအချိန်တန်ပြီးဆိုခီးတော့ရောက်မယ်နေသာချိန်ကိုကြိုးစိုးမယ်ဘယ်အရာမှလွယ်နဲ့အောင်မြင်ဖို့တော့မတွေးလိုက်နဲ့ရှင်တန်နေထိုင်ခြင်းရဲ့ဒိဗ္ဗေစွန့်စားမှုရှိမှာပဲအချိန်တွေတိုင်းနေရတိုင်းအမှန်တရားအတွက်အသက်ဆက်မယ်ခိုင်မာတဲ့စိတ်ဓာတ်လေးပြိုရိုင်းနေမသွားဘူးပဲလို့တဲ့လွယ်နဲ့အောင်မြင်ဖို့တော့မတွေးလိုက်နဲ့ရှင်တန်နေထိုင်ခြင်းရဲ့ဒိဗ္ဗေစွန့်စားမှုရှိမှာပဲအချိန်တွေတိုင်းနေရတိုင်းမတရားအတွက်အသက်ဆက်မယ်ခိုင်မာတဲ့စိတ်ဓာတ်လေးပြိုရိုင်းနေမသွားဘူးပဲဘယ်အရာမှလွယ်နဲ့အောင်မြင်ဖို့တော့မတွေးလိုက်နဲ့ရှင်တန်နေထိုင်ခြင်းရဲ့ဒိဗ္ဗေစွန့်စားမှုရှိမှာပဲအချိန်တွေတိုင်းနေရတိုင်းအမှန်တရားအတွက်အသက်ဆက်မယ်ခိုင်မာတဲ့စိတ်ဓာတ်လေးပြိုရိုင်းနေမသွားဘူးပဲလို့